မင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်မိတ်ဆွေတွေအားလုံးကြမ်းမှလို့ချမ်းသာကြပါစေကျွန်တော်ဒီ2026အတွက်ပေါ့နော်2026အတွက်ဒီအယူအဆလေးတစ်ခုကျွန်တော်တို့ကြည့်အောင်ပေါ့နော်ကံပေးလာခဲ့လို့ရှိရင်ကျွန်တော်မိတ်ဆွေတွေအနေနဲ့2026မှာဒီရအောင်လို့ပေါ့နော်အဲ့ဒါတော့တခြားဖိန်တော့မဟုတ်ပါဘူးနော်2025ခုနှစ်တုန်းကကျွန်တော်ဒီနေရာမှာ9နှစ်ဆိုတဲ့ခွန်ထိပ်စီးနဲ့9နှစ်ဆိုပြီးတော့ကဏ္ဍတစ်ခွက်ကျွန်တော်ပေးခဲ့တယ်ပေါ့နော် YouTube မှာလည်းကျွန်တော်ပြပေးခဲ့တယ်ဒါပေမဲ့ तू က900ဆိုတဲ့ကဏ္ဍထွက်သွားခဲ့တယ်ပေါ့အဲ့ frame size လေးကိုကျွန်တော်တို့ကစားကြည့်အောင်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်2003ခုနှစ်ပေါ့နော်2003ခုနှစ်မှာ9နောက်ပိတ်ရှိတယ်9နောက်ပိတ်ကျလိုက်တာနဲ့သူ့ရဲ့ကျွန်တော်တို့မြင်းခုံမှာရှင်နှလုံးပေါင်းကြီး9ထပ်ဖြစ်တယ်အဲ့ဒီလိုရှင်နှလုံးပေါင်းကြီး9ဖြစ်လိုက်တာနဲ့ကျွန်တော်တို့ရှင်နှလုံးပေါင်းကြီး9ရဲ့တောင်းမှာကျွန်တော်3339ဆိုတဲ့ break 9ကစားတယ်ပေါ့နော်ဒီ break 9ရဲ့တောင်းမှာကျွန်တော်တို့ break 9ကြောင်းကျွန်တော်တို့6ထိပ်စီးဆိုပြီးကစားခဲ့တယ်နော်ဒီ frame ဖြစ်စဉ်လေးကိုကျွန်တော်ပြခဲ့ဘူးတယ်ပေါ့နော်ဆရာကြီးတော်တော်များများလည်းပြကြပါတယ်ပေါ့နော်ပြကြတယ်မှတ်မှတ်ရဆိုရင်တော့2025တစ်ချိန်မှာဦးနိုင်ဆရာကြီးဦးနိုင်ပေါ့နော်သူပထမဆုံးစပြီးပြခဲ့တာထင်တယ်နော်ကျွန်တော်ရဲ့ဒီမြင်တဲ့အမြင်လေးလောက်နဲ့ကျွန်တော်ပြတာပေါ့နော်ဒါပဲပြောဆရာကြီးဦးနိုင်ကိုလည်းကျွန်တော် credit ပေးပါတယ်တခြားသောဆရာတွေအားလုံးကိုလည်း credit ပေးပါတယ်ပေါ့နော်အားလုံးကိုလေးစားပါတယ်ဗျဒုတိယကတ်ကိုကျွန်တော်ဆက်ကြည့်အောင်ပေါ့နော်ဒုတိယကတ်ကကျွန်တော်ဒီ2012ခုနှစ်မှာပေါ့2012ခုနှစ်ရဲ့2ဦးမှာ9နောက်ပိတ်ကြထားတယ်အဲ့ဒီလိုကြားလိုက်တာနဲ့ဒီ9နောက်ပိတ်ရဲ့မြင်းခုံမှာကျွန်တော်ရှင်နှလုံးပေါင်းကြီး9ကစားတယ်ဒီလိုကစားလိုက်တာနဲ့အဲ့ရှင်နှလုံးပေါင်းကြီး9ရဲ့တောင်းမှာကျွန်တော်တို့ break 8ကစားခဲ့တယ်ပေါ့နော်ဒီလို break 8ကစားခဲ့ပြီဆိုရင်အဲ့ break 8ကြောင့်သူ့ရဲ့တောင်းမှာ8ထိပ်စီကစားတယ်ဆိုပြီးကျွန်တော်တို့ပုံဖော်ခဲ့တယ်ပေါ့နော်တတိယကတ်ကိုဆက်သွားမယ်ပေါ့တတိယကတ်ကကျွန်တော်ဒီ2021ခုနှစ်မှာပေါ့နော်ဒီမှာ9နောက်ပိတ်ကစားတယ်ကစားလိုက်တာနဲ့သူ့ရဲ့မြင်းခုံမှာကျွန်တော်တို့ရှင်နှလုံးပေါင်းကြီး9ဆိုပြီးထပ်ကစားတယ်ဒီလိုရှင်နှလုံးပေါင်းကြီး9ကစားခဲ့တဲ့ကောင်ရဲ့တောင်းမှာကျွန်တော်တို့ break ခွန်395ဆိုတဲ့ break ခွန်ကစားခဲ့တယ်ပေါ့နော်ဒီလို break ခွန်ကစားခဲ့လိုက်တဲ့အတွက်ကြောင့်အဲ့ break ခွန်ရဲ့တောင်းမှာကျွန်တော်တို့ခွန်ထိပ်စီးကစားမယ်ဆိုပြီးတော့ကျွန်တော်ပုံဖော်ခဲ့တယ်ပေါ့နော်အဲ့လိုပုံဖော်ခဲ့တဲ့အတိုင်းပဲခွန်နှစ်ဆိုတဲ့ကဏ္ဍတစ်ခါကိုကျွန်တော်ပေးခဲ့တယ်ဒါပေမဲ့ तू က900ဆိုတဲ့ကဏ္ဍထွက်သွားခဲ့တယ်ပေါ့နော်ဒီ900ဆိုတဲ့ကဏ္ဍထွက်သွားခဲ့တဲ့အချိန်ကြာမှကျွန်တော်တို့လည်းဒီနောင်တတွေအများကြီးရခဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ချင်းဒီ frame ဖြစ်စဉ်မှာသူကစားခဲ့လိုက်တာကပေါ့နော်ကစားခဲ့လိုက်တာကဒီ9နောက်ပိတ်ကြောင်မြင်းခုံမှာကျွန်တော်နောက်နှလုံးပေါင်းကြီး9ကစားတယ်အဲ့လိုနောက်နှလုံးပေါင်းကြီး9ကစားခဲ့လိုက်တာ ਨੇ ဒီနောက်ရှင်နှလုံးပေါင်းကြီး9ကစားခဲ့တယ်ပေါ့နော်အဲ့ရှင်နှလုံးပေါင်းကြီး9ရဲ့တောက်မှာ break 9အဲ့ break 9ကြောင်သူကဒီနေရာမှာ6ထိပ်စီကိုကစားပြီအဲ့လို6ထိပ်စီကိုကစားတဲ့နေရာမှာသူကအဲ့ဒီ break 9ရဲ့6ထိပ်စီဒီကဏ္ဍနှစ်ကွက်ကစားတဲ့နေရာမှာသူကတခုသောကဏ္ဍတစ်ခွက်ကရာပြီးကဏ္ဍတစ်ခွက်နဲ့ပဲသူကအပီးကစားတာနော်အပီးကစားတဲ့စနစ်ကိုသူကတွားခဲ့တာဒုတိယကက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ break 8ကြောင်8ထိပ်စီကစားခဲ့တယ်နော် break 8ကြောင်ကျွန်တော်တို့8ထိပ်စီကစားတာဒီလိုမျိုးကဏ္ဍနှစ်ကွက်ကစားခဲ့တဲ့နေရာမှာလေသူကတခုသောကဏ္ဍတစ်ခွက်ဒီသူကရာပြီးကဏ္ဍနဲ့ပဲသူကစားခဲ့တာနော်ဒီကဏ္ဍနှစ်ကွက်ကစားတဲ့နေရာမှာတခုသောကဏ္ဍတစ်ခွက်ဒီရာပြီးကဏ္ဍနဲ့ပဲသူကအပီးကစားခဲ့တာနော်ပထမကက်မှာလေကျွန်တော်တို့ break 9ကြောင်6ထိပ်စီကစားခဲ့တဲ့နေရာမှာလေသူကဒီကဏ္ဍနှစ်ကွက်ကစားတဲ့နေရာမှာတခုသောကဏ္ဍတစ်ခွက်ဒီရာပြီးနဲ့ပဲသူကအပီးကစားခဲ့တာအဲ့လိုပုံစံမျိုးသူကစားခဲ့လိုက်တာဒီအတွေးလေးကိုကျွန်တော်တို့မတွေးနိုင်ခဲ့ဘူးပေါ့နော်ဒါလွယ်ကူလုံးပါတယ်ဆိုတဲ့အတွေးလေးတွေကတစ်ခါလေကြာလို့ရှိရင်ဖြစ်သွားခဲ့တာလေးတွေပေါ့နော်ဒုတိယကတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ break ခွန်ကြောင်ခွန်ထိပ်စီဒီမှာကစားပြီအဲ့လိုကစားခဲ့တဲ့အခါမှာလေဒီကဏ္ဍနှစ်ကွက်ကစားတဲ့နေရာမှာတခုသောကဏ္ဍတစ်ခွက်ဒီသူကဒီမှာ900ဆိုတဲ့ရာပြည့်နဲ့ပဲသူကအပီးကစားသွားခဲ့တာပေါ့နော်မစင်းစားနိုင်ခဲ့တာပေါ့ဗျာနော်ဒီ break ခွန်ကြတဲ့နေရာမှာသူကဗရေသာနဲ့သူကစားခဲ့တာဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ break ခွန်ကြောင်ခွန်ထိပ်စီကစားပြီဆိုလို့ရှိရင်ခွန်ထိပ်စီနဲ့ကျွန်တော်တို့ကရာပြည့်ကဏ္ဍတစ်ခွက်ပဲကစားရတော့မှာဒါဆို900ဆိုတဲ့ကဏ္ဍကိုပဲကျွန်တော်တို့ကထည့်ပြီးကစားရတော့မှာပေါ့နော်ဒါပေမဲ့အဲ့ဒီအတွေးလေးကိုကျွန်တော်တို့မတွေးနိုင်ခဲ့ဘဲနဲ့တခြားသောကျွန်တော်တို့မျိုးစုံသောအတွေးတွေကိုကျွန်တော်တွေးခဲ့တယ်ပေါ့နော်အဲတွေးခဲ့တဲ့အတွေးတွေကမဖြစ်ခဲ့ဘဲနဲ့ရိုးရိုးရှင်းရှင်းအတွေးလေးတစ်ခုဖြစ်တဲ့ဒီကဏ္ဍနှစ်ကွက်ကစားတဲ့နေရာမှာတစ်ခုသောကဏ္ဍတစ်ကွက်ဒီရာပြည့်နဲ့ပဲအပီးကစားရမယ်ဆိုတဲ့အယူဆလေးကဖြစ်မြောက်သွားခဲ့တယ်ပေါ့နော်အဲ့ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်ခဲ့လိုက်တဲ့ဒီ frame 3ခုပေါ့နော်ဒီ frame 3ခုနဲ့ပတ်သက်ပြီး2025ခုနှစ်ထုန်းကလည်းကျွန်တော်တောက်လျှောက်လိုက်ပြီးကစားခဲ့သေးတယ်ပေါ့နော်အဲ့လိုကစားခဲ့တဲ့အပိုင်းတွေတော့ထည့်ပြီးမပြောတော့ဘူးနော်အဲ့တော့ဒီဖြစ်စဉ်မှာကျွန်တော်တို့ဒီ break 9ကြောင်ဒီနေရာမှာ6ထိပ်စီကစားပြီးကဏ္ဍနှစ်ကွက်ကလည်းတခုသောကဏ္ဍတစ်ကွက်ဒီရာပြည့်နဲ့ပဲအပီးကစားခဲ့တယ်
အဲ့ဒီလိုကစားခဲ့လိုက်တာနဲ့ဒီကိုထိပ်စီကြားခဲ့လိုက်တဲ့နှစ်ပေါ့နော်ကိုထိပ်စီကြားခဲ့တဲ့နှစ်ဖြစ်တဲ့ဒီ2009ခုနှစ်ပေါ့အဲ့ဒီ2009ခုနှစ်ရဲ့နှစ်ပိတ်မှာကျွန်တော်တို့411ဆိုတဲ့ break 6ခဏတစ်ခွက်ကစားထားတယ်အဲ့လိုကစားခဲ့တဲ့ break 6ကြောင်းနဲ့เนาะဒီ break 6ကြောင်းသူ့ရဲ့ဘေးနှစ်က2ဦးမှာကျွန်တော်တို့6ရဲ့ power အနေနဲ့သူတက်ခါကိုကစားခဲ့တယ်เนาะ6ရဲ့ power အနေနဲ့တက်ခါကိုကစားခဲ့တယ်ဒါဆိုဒုတိယကတ်ကိုကျွန်တော်ဆက်သွားမယ်ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီ break 8ကြောင်းပေါ့နော်ဒီ break 8ကြောင်းကျွန်တော်ဒီနေရာမှာ8ထိပ်စီကစားပြီးကစားတဲ့ခါမှာလည်းတစ်ခုသောကဏ္ဍတစ်ကွက်ဒီရှားပြေကဏ္ဍနဲ့ပဲအပြီးကစားခဲ့တယ်အဲ့ဒီလိုကစားခဲ့လိုက်တဲ့နှစ်ဖြစ်တဲ့ဒီ2016ခုနှစ်အဲ့ဒီ2016ခုနှစ်ရဲ့နှစ်ပိတ်မှာလဲတဲ့သူကကဏ္ဍတစ်ကွက်ကစားခဲ့လိုက်တယ်ခွန်တစ်3ညဆိုတဲ့3ည break ကိုသူကစားခဲ့တယ်နော်ခွန်တစ်3ညဆိုတဲ့3ည break ကိုသူကစားခဲ့တယ်အဲ့ဒီ3ည break ကြောင့်မသူ့ရဲ့ဘေးနှစ်က2ဦးမှာတဲ့နော်သူ့ရဲ့ဘေးနှစ်က2ဦးဖြစ်တဲ့ဒီ2019ခုနှစ်ပေါ့အဲ့ဒီ2019ခုနှစ်မှာနှစ်ပိတ်က3ည break ကြောင့်3ညရဲ့ power 5ခါကိုသူကအတိအကျကစားခဲ့တယ်နော်အတိအကျကစားခဲ့တယ်ဒါဆိုရင်တတိယကတ်ကိုကျွန်တော်ဆက်သွားမယ်တတိယကတ်မှာလည်းကျွန်တော်တို့ break ခွန်ကြောင့်နော် break ခွန်ကြောင့်ခွန်ထိပ်စီးတို့ကစားပြီးကစားတဲ့ခါမှာလည်းကဏ္ဍနှစ်ကွက်ထက်ကတစ်ကွက်ဒီကျွန်တော်တို့ရာပြီးကဏ္ဍနဲ့ပဲကစားခဲ့တာအဲ့ဒီလိုကစားခဲ့လိုက်တဲ့ဒီ2025ခုနှစ်2025ခုနှစ်ရဲ့နှစ်ပိတ်မှာကျွန်တော်တို့ခွန်3ည6ဆိုတဲ့ break 3ကဏ္ဍတစ်ကွက်ကစားခဲ့တယ်ဒီ break 3ကြောင့်ကျွန်တော်တို့ကသူ့ရဲ့ဘေးနှစ်က2ဦးဖြစ်တဲ့2026ခုနှစ်ရဲ့2ဦးမှာပေါ့နော်2ဦးမှာကျွန်တော်တို့က10ခါနော် break 3ကြောင့်3ရဲ့ power 10ခါကိုကျွန်တော်တို့ကကစားချင်တာနော်10ခါကိုကျွန်တော်ကစားချင်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က10ခါကိုကစားတော့ဒါဆို10ခါကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ကစားမလဲဒါကိုကျွန်တော်တစ်ချက်ထပ်ကြည့်ကြမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က2008ခုနှစ်ရဲ့2ဦးမှာကျွန်တော်တို့ကနှစ်ပိတ်က break 6ကြောင့်6ရဲ့ power တစ်ခါဝင်ကစားပြီအဲ့လိုတစ်ခါဝင်ကစားခဲ့လိုက်တာနဲ့တဲ့နော်အဲ့ဒီလိုတစ်ခါဆိုဝင်ကစားခဲ့လိုက်တာနဲ့ဒီ6ထိပ်စီးနဲ့ကြထားတဲ့925ဆိုတဲ့ break 6ပေါ့နော် break 6အဲ့ဒီ break 6ကသူ့ရဲ့တောင်းမှာကျွန်တော်တို့6ရဲ့ power တစ် break ကိုဝင်ပြီးတော့ကျွန်တော်တို့တစ်ခါနဲ့ break တစ်10ကွာတိုင်းစနစ်ကိုသူကကစားခဲ့တယ်နော်ကစားခဲ့လိုက်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒုတိယကတ်ကိုဆက်ကြည့်မယ်ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒုတိယကတ်ဖြစ်တဲ့ဒီ2019ခုနှစ်ရဲ့2ဦးမှာလည်းကျွန်တော်တို့နော်2ဦးမှာလည်းနှစ်ပိတ်က3ည break ကြောင့်3ညရဲ့ power 5ခါကစားခဲ့ပြီအဲ့ဒီလို5ခါကစားခဲ့တဲ့နေရာမှာလေတဲ့သူကဒီ8ထိပ်စီးနဲ့ကစားခဲ့တဲ့ဒီ break 8အဲ့ဒီ break 8ကြောင်းနဲ့သူ့ရဲ့တောင်းမှာ8ရဲ့ power 3 break ဆိုပြီးသူကစားတာအဲ့လို3 break တို့ကစားတဲ့အခါမှာကျွန်တော်တို့5ခါနဲ့ break 3 10ကွာတိုင်းစနစ်ကိုကျွန်တော်တို့ကစားခဲ့တာပေါ့နော်ကစားခဲ့လိုက်တာဒါဆိုရင်ကျွန်တော်တို့ဒီတတိယကတ်မှာဒီပုံစံနဲ့ကစားမယ်ဆိုရင်2026ခုနှစ်ရဲ့2ဦးမှာကျွန်တော်တို့10ခါကိုယူလိုက်ပြီအဲ့လိုယူလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီခွန်ထိပ်စီးကစားခဲ့လိုက်တဲ့ခွန်3ညဆိုတဲ့ break ခွန်ကြောင့်သူ့ရဲ့တောင်းမှာကျွန်တော်တို့ခွန်ရဲ့ power 2 break ကိုကျွန်တော်တို့ကစားရတော့မှာနော်ခွန်ရဲ့ power ကျွန်တော်တို့က2 break ကိုကျွန်တော်တို့ကစားချင်တာအဲ့ဒီ2 break ကိုကစားမယ်ဆိုရင်ကျွန်တော်တို့က10ခါကိုလည်းရထားပြီဆိုကြတော့ကျွန်တော်တို့က10ခါနဲ့2 break ကိုကျွန်တော်တို့ကကစားရတော့မှာပေါ့နော်10ခါနဲ့2 break ကိုကစားရတော့မှာဒါဆိုကျွန်တော်တို့က10ကွာတိုင်းစနစ်ဖြစ်သွားခဲ့တာပေါ့နော်အဲ့ဒီ10ကွာတိုင်းစနစ်ကိုမှကျွန်တော်တို့ဒါနွားချောင်းသား site လေးနဲ့ပေါ့ကျွန်တော်တို့ဒီထပ်ပြီးတော့ခြုံကြည့်အောင်ပေါ့နော်ထပ်ပြီးတော့ခြုံကြည့်အောင်ဘယ်လိုခြုံမလဲဆိုလို့ရှိရင်ကျွန်တော်ဒီပထမကတ်မှာဆိုလို့ရှိရင်ဒီ2ဦးမှာကျွန်တော်တို့တစ်ခါနဲ့ break တစ်ကိုကျွန်တော်တို့ကစားပြီအဲ့လိုတစ်ခါနဲ့ break တစ်ကိုကစားတဲ့နေရာမှာတဲ့သူကဘယ်လိုထပ်ပြီးသူကကစားထားတယ်လဲဆိုတော့ဒီ2008ခုနှစ်ဆိုတဲ့နော်2008ခုနှစ်ဆိုတဲ့ကျွန်တော်တို့ဒီခုနှစ်ပေါ့နော်2008ခုနှစ်ဆိုတဲ့ခုနှစ်အဲ့ခုနှစ်ကနှလုံးပေါင်းချင်းရသူ8ဆိုတဲ့အတန်ကိုမြည်ထားတယ်အဲ့လို8ဆိုတဲ့အတန်ကိုမြည်ထားလိုက်တဲ့အတွက်ကြောင့်သူကအဲ့ဒီ8ကြောင့်မဒီ2ဦးမှာ8ရဲ့နှက်ခတ်တစ်လုံးပိုင်နဲ့သူကကစားခဲ့တာပါဆိုတဲ့အယူဆကိုကျွန်တော်တို့ထပ်ပြီးတော့ပေါင်းဆက်လိုက်မယ်နော်ပေါင်းဆက်လိုက်မယ်ဒါဆိုဒုတိယကတ်ကိုဆက်သွားမယ်ဒုတိယကတ်မှာလည်းကျွန်တော်တို့က2019ခုနှစ်မှာကျွန်တော်တို့ကစားမှာအဲ့လိုကျွန်တော်တို့ကစားမယ်2019ခုနှစ်က2019ဆိုတဲ့ကဏ္ဍရဲ့နှလုံးပေါင်းချင်းကလည်း8ဆိုတဲ့အတန်ကိုမြည်နေတယ်အဲ့ဒီ8ဆိုတဲ့အတန်မြည်ခဲ့တဲ့8ကြောင်ပဲသူ့ရဲ့အောက်ဖြစ်တဲ့ကျွန်တော်တို့ဒီ2ဦးမှာကျွန်တော်တို့8ရဲ့နှက်ခတ်တစ်လုံးပိုင်ကိုကစားတာ
နော်တစ်လုံးပိုင်တော့ကစားတာအဲ့လိုတစ်လုံးပိုင်ကစားတဲ့အခါမှာကျွန်တော်တို့တစ်ခါပေါ့ sorry တစ်လုံးပိုင်ရဲ့9ခါရဲ့ရထားတော့တင်9အတွဲတင်9အတွဲကိုမှကျွန်တော်တို့ဗရိတ်3ရထားတော့တင်9ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်တည်းသူကကစားခဲ့တာပေါ့နော်ကစားခဲ့လိုက်တာဒီပထမကတ်မှာတော့ကျွန်တော်တို့ရွေးချယ်ထားခဲ့လိုက်တဲ့တစ်ခါနဲ့ရွေးချယ်ထားခဲ့တာကလည်းတစ်ခါနော်ဒီနှစ်ပိတ်ကဗရိတ်6ကြောင်းနှစ်ဦးမှာ6ရဲ့ပါဝါတစ်ခါဝင်ရမယ်ဆိုရင်လည်းကျွန်တော်တို့တစ်ခါဝင်ထားတယ်ဒီနှလုံးပေါင်းချင်း8ကြောင်းတစ်လုံးမှကစားရမယ်ဆိုလို့ရှိရင်တစ်ပဲဖြစ်နေတယ်เนาะအဲ့ဒီလိုမျိုးတစ်ကသွားပြီးတူညီမှုဖြစ်ပြီးတော့တစ်လုံးပိုင်းနဲ့ကျွန်တော်တို့ break တစ်ကိုကစားခဲ့တာဒါဆိုရင်ကျွန်တော်တတိယကတ်ကိုဆက်ကြည့်မယ်တတိယကတ်မှာလည်းကျွန်တော်တို့ကစားမယ်အခုခုနှစ်က2026ခုနှစ်ဖြစ်နေတယ်ဒီ2026ခုနှစ်ဆိုတဲ့ကဏ္ဍနှလုံးကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှလုံးပေါင်းချင်းက8အတန်ကိုမြည်နေတယ်အဲ့ရှစ်အတန်ကိုမြည်နေတဲ့အတွက်ကြောင့်ရှစ်ရဲ့နှက်ခတ်တစ်ဆိုတာကိုကျွန်တော်တို့ကထည့်ပြီးတော့တစ်လုံးပိုင်ကိုထည့်ပြီးကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ရှစ်အတွဲကိုရတယ်ပေါ့နော်တစ်ရှစ်အတွဲနဲ့ကျွန်တော်တို့ကဗရိတ်နှစ်ကိုကစားမယ်ဆိုရင်ကျွန်တော်တို့3တလုံးကိုထည့်လိုက်မယ်ဆိုလို့ရှိရင်တစ်ရှစ်3 381ဆိုတဲ့ကဏ္ဍနှစ်ကွက်ကိုကျွန်တော်တို့ကဒီ2026ခုနှစ်ရဲ့နှစ်ဦးမှာကစားလို့ရတယ်နော်ကစားလို့ရတယ်ဒီတစ်ရှစ်3ဆိုတဲ့ကဏ္ဍတစ်ကွက်ကိုကစားလို့ရနိုင်တာကတခြားပုံစံလေးနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစားလို့ရတယ်ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ကစားမလဲဆိုလို့ရှိရင်ဒီပထမကဲ့မှာကျွန်တော်တို့ဖြစ်ခဲ့တာက3939ဆိုတဲ့ break ကိုအဲ့ break ကိုကြောင့်ကျွန်တော်ဒီနေ့မှာ6ထိပ်စီကစားခဲ့တာအဲ့ဒီလိုမျိုးဖြစ်စဉ်ဖြစ်ခဲ့လိုက်တဲ့ဒီ3939ဆိုတဲ့ break ကိုရဲ့တောင်းမှာကျွန်တော်တို့ခွန်51ဆိုတဲ့ကဏ္ဍတစ်ခွက်ကစားခဲ့တယ်အဲ့ဒီလိုကစားခဲ့တဲ့ခွန်51ဆိုတဲ့ကဏ္ဍကကျွန်တော်ဒီဒုတိယကဲ့ရဲ့နှစ်ဦးမှာနော်အဲ့ခွန်51ဆိုတဲ့ခဏန်းကဒီဒုတိယကဲ့ရဲ့နှစ်ဦးမှာတင်9ခွန်ဆိုပြီးလာပြီးကစားခဲ့တာလားအဲ့ဒီလိုကစားခဲ့တာဆိုရင်ကျွန်တော်တို့ဒီဒုတိယကတ်မှာကျွန်တော်တို့က864ဆိုတဲ့ break 8အဲ့ break 8ကြောင့်ဒီနေ့မှာ8ထိပ်စီကစားခဲ့ပြီအဲ့လိုဖြစ်ခဲ့လိုက်တဲ့ဒီ break 8ရဲ့တောင်းမှာကျွန်တော်တို့318ဆိုတဲ့ခဏန်းတစ်ခွက်ကြာထားတယ်ဒီလိုကြာထားတဲ့318ဆိုတဲ့ခဏန်းကတတိယမြောက်ကတ်ရဲ့နော်တတိယကတ်ရဲ့နှစ်ဦးမှာ381ဆိုပြီးတော့လာပြီးကစားမယ်ဆိုရင်ကျွန်တော်တို့ကစားလို့ရတယ်ပေါ့နော်ကစားလို့ရတယ်အဲ့ဒီအပြင်ကိုမှကျွန်တော်တို့ဘယ်လိုထပ်ပြီးကစားလို့ရသေးတယ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးကြည့်ကြည့်အောင်ပေါ့နော်ဒါလေးတွေကဒါလောလောကူကူရိုးရှင်းရှင်းကစားကွက်လေးတွေပါနော်ဒါကျွန်တော်မြင်တဲ့လောက်လေးကျွန်တော်မိတ်ဆွေတွေကိုချပြပေးတာပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်နှစ်ပိတ်မှာပေါ့နော်138ဆိုတဲ့ကဏ္ဍတစ်ခွက်ကစားထားတယ်အဲ့ဒီလိုကစားခဲ့လိုက်တဲ့138ပေါ့နော်ဒီလိုကစားခဲ့လိုက်တဲ့138ဆိုတဲ့ကဏ္ဍရဲ့တောင်းဝင်ကျွန်တော်အပေါ်တက်ကြည့်လိုက်မယ်1 2 3 4 5 6ခုနှစ်ဇောင်းတက်လိုက်လို့ရှိရင်ကျွန်တော်တို့138ဆိုတဲ့ကဏ္ဍတစ်ခွက်ကကြာထားတယ်နော်ဒီလိုမျိုးခုနှစ်မြောက်ကနေဇောင်းအောက်ကိုကျွန်တော်တို့ဆင်းပြီးတော့138ဆိုတဲ့ကဏ္ဍတစ်ခွက်ကဒီနှစ်ပိတ်မှာလာပြီးတော့ကစားပေးခဲ့တယ်နော်ကစားပေးခဲ့တယ်အဲ့ဒီလိုမျိုးကစားပေးခဲ့လိုက်တာ ਨੇ အဲ့နှစ်ပိတ်မှာဒီ138ဆိုတဲ့ကဏ္ဍကသူ့ရဲ့9နှစ်မြောက်ကဇောင်းကနေလာပြီးကြာခဲ့လိုက်တာ ਨੇ သူ့ရဲ့ဘေးနှစ်က2ဦးမှာနော်သူ့ရဲ့ဘေးနှစ်က2ဦးမှာကျွန်တော်183ဆိုတဲ့ကဏ္ဍတစ်ခွက်ကစားပေးထားတာတော့ရှိတယ်ဗျာနော်ရှိတယ်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခါကိုကြည့်အောင်နောက်တစ်ခါကကျွန်တော်တို့ဘယ်မှာလဲဆိုတော့ဒီ336ဆိုတဲ့ကဏ္ဍနှစ်ပိတ်မှာကစားခဲ့တယ်နော်2025ခုနှစ်ရဲ့နှစ်ပိတ်မှာအားလုံးသိတဲ့အတိုင်းပဲ336ကစားခဲ့တယ်အဲ့ဒီ336ဆိုတဲ့ကဏ္ဍပေါ့နော်အဲ့ဒီ336ဆိုတဲ့ကဏ္ဍရဲ့အပေါ်တောင်းကနေကျွန်တော်ရေးကြည့်လိုက်ရအောင်1 2 3 4 5 6ခုနှစ်မြောက်ဇောင်းတက်လိုက်လို့ရှိရင်336ဆိုတဲ့ပတ်လည်ကဏ္ဍတစ်ခွက်ကကြာထားတာပဲနော်ပထမ138ကအတိုင်းပဲဒီ336ဆိုတဲ့ခဏန်းကလည်းကျွန်တော်တို့9နှစ်မြောက်ကနေပြီးဇောင်းဆင်းပြီးတော့ကျွန်တော်နှစ်ပိတ်မှာလာပြီးကစားခဲ့တာအဲ့ဒီလိုဖြစ်စဉ်ဖြစ်ထားခဲ့လိုက်တာကလည်းကျွန်တော်တို့ဒီနှစ်ကပ်ပဲရှိတယ်ပေါ့နော်အဲ့ဒီလိုဖြစ်ထားတဲ့ဒီ336ဆိုတဲ့ခဏန်းကနှစ်ပိတ်မှာကစားခဲ့လိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ဘေးနှစ်က2ဦးမှာနော်သူ့ရဲ့ဘေးနှစ်က2ဦးမှာကျွန်တော်183ဆိုတဲ့ကဏ္ဍတစ်ခွက်ပထမကကအတိုင်းပဲကဏ္ဍတူကဏ္ဍလိုက်ပြီးကြာပေးမယ်ဆိုကြာပေးလို့ရနေတယ်နော်ကြာပေးလို့ရနေတယ်ဒီဖြစ်စဉ်တွေရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာကဒီနှစ်2026ခုနှစ်ဖြစ်တဲ့ဒီမင်္ဂလာ2ဦးမှာပေါ့နော်ဒီမင်္ဂလာ2ဦးမှာဘယ်ကဏ္ဍမဲ့ကြာကနော်ဘယ်ကဏ္ဍနေပဲကြာဒါကျွန်တော်အဲ့လိုဒီလောက်သိစိတ်ဝင်စားအောင်နော်ကျွန်တော်စိတ်ဝင်စားဘာလဲဆိုရင်ဒီ2ဦးမှာကြာခဲ့လိုက်ကြာမဲ့ကဏ္ဍရဲ့ break ကိုပဲကျွန်တော်ကအဓိကစိတ်ဝင်စားတယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီ break
break ကိုအခြေပြုပြီးတော့ကျွန်တော်ကဒီ2026ခုနှစ်ထဲမှာတခြားအယူဆလေးတွေကျွန်တော်ကစားချင်တာပေါ့နော်ကစားချင်တာဘယ်လိုကစားချင်တာလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ထပ်ပြီးပြပေးမယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေကြိုက်တက်လို့ရှိရင်မှတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ပထမကတ်မှာဆိုလို့ရှိရင်3939ဆိုတဲ့ break ကိုကြောင့်ကျွန်တော်ဒီနေရာမှာ6ထိပ်စီကစားပြီနော်6ထိပ်စီကစားပြီအဲ့လို6ထိပ်စီကစားခဲ့တဲ့ကောင်ရတောင်းမှာလေကျွန်တော်တို့နော်ဒီတောင်းမှာ3913ဆိုတဲ့ break တစ်ကစားခဲ့တာနော် break တစ်ကစားခဲ့ပြီအဲ့ဒီလိုကစားခဲ့လိုက်တဲ့နော်အဲ့ဒီလိုမျိုးကစားခဲ့လိုက်တယ်ကျွန်တော်တို့ဒီ3913ဆိုတဲ့ break တစ်ပေါ့နော်ဒီ break တစ်ကြောင့်ဒီ3913ဆိုတဲ့ဒီ break တစ်ပေါ့အဲ့ဒီ break တစ်နှစ်ဦးမှာတဲ့ဒီ break တစ်ကစားခဲ့တာပေါ့နှစ်ဦးမှာကစားခဲ့တဲ့အဲ့ဒီ break တစ်ကြောင့်နဲ့ဒီ2008ခုနှစ်ထဲမှာတဲ့နော်အဲ့ဒီနှစ်ဦးက break တစ်ကြောင့်တစ်ရဲ့နှက်ခတ်ဖြစ်တဲ့800ဆိုတဲ့ရာပြေကဏ္ဍတစ်ခွက်ပေါ့နော်ဒီ break တစ်ကြောင့်နှစ်ဦးမှာကစားခဲ့တဲ့ break တစ်ကြောင့်အဲ့ဒီနှစ်ထဲမှာတစ်ရဲ့နှက်ခတ်ဖြစ်တဲ့800ဆိုတဲ့ရာပြေကဏ္ဍတစ်ခွက်ပုံတီလိုက်ပြီးကစားပေးတယ်နော်ကစားပေးတယ်ဒါဆိုဒုတိယကတ်ကိုဆက်ကြည့်မယ်နော်ဒုတိယကတ်ကိုဆက်ကြည့်မယ်ဒုတိယကတ်မှာလည်း864ဆိုတဲ့ break 8ကြောင့်နော်ဒီနေရာမှာကျွန်တော်8ထိပ်စီကစားပြီအဲ့လို8ထိပ်စီကစားခဲ့တဲ့ကောင်ရဲ့တောင်းမှာလည်းကျွန်တော်တို့159ခွန်ဆိုတဲ့နော် break 3ကဏ္ဍတစ်ခွက်က2ဦးမှာကျွန်တော်တို့ကစားထားတယ်နော်2ဦးမှာကျွန်တော်တို့ကစားထားတယ် break 3ကဏ္ဍတစ်ခွက်ကစားခဲ့တယ်အဲ့ဒီလို break 3က2ဦးမှာ break 3ကစားခဲ့လိုက်တဲ့အတွက်ကြောင့်တဲ့ဟာဒီ2018ခုနှစ်ထဲမှာတဲ့ break 3ကြောင့်တဲ့3ရဲ့နှက်ခတ်ဖြစ်တဲ့900ဆိုတဲ့နော်ရာပြေကဏ္ဍတစ်ခွက်ပုံတီလိုက်ပြီးတော့ကစားပေးနေပြန်တယ်တဲ့နော်900ဆိုတဲ့ရာပြေကဏ္ဍတစ်ခွက်ပုံတီလိုက်ပြီးတော့ကစားပေးနေတယ်ဒါဆိုရင်ကျွန်တော်တို့ကတတိယကတ်ကိုဆက်သွားမယ်တတိယကတ်မှာကျွန်တော်တို့ဒီမှာ break ခွန်နော်395ဆိုတဲ့ break ခွန်ကြောင့်ခွန်ထိပ်စီကစားပြီအဲ့လိုကစားခဲ့တဲ့ခွန်ထိပ်စီကြားခဲ့တဲ့ကောင်ရဲ့ဒီတောင်းမှာပေါ့နော်တောင်းမှာကျွန်တော်တို့တောင်းဖြစ်တဲ့2026ခုနှစ်ရဲ့2ဦးမှာကျွန်တော်တို့ဘယ်ကဏ္ဍကြမလဲမသိဘူးဘယ် break ကြမလဲကျွန်တော်တို့သိချာမသိသေးဘူးနော်မသိသေးဘူးတကယ်လို့များမှာအခုကျွန်တော်တို့ဖမ်းထားတယ်ဒီ break 2ဆိုတဲ့နော်183ဆိုတဲ့ break 2ဒါမှမဟုတ်တခြား break 2ကြားခဲ့မယ်ဆိုလို့ရှိရင်တော့ဟိုက်2026ခုနှစ်ထဲမှာကျွန်တော်တို့က break 2ကြောင့်2ရဲ့နှက်ခတ်အနေနဲ့ကျွန်တော်တို့က400ဆိုတဲ့ရာပြေကဏ္ဍတစ်ခွက်ကိုကျွန်တော်တို့လိုက်ပြီးကစားခဲ့ပေးရမယ်တကယ်လို့များမှာကျွန်တော်တို့ break 2မဟုတ်ဘဲနဲ့ကျွန်တော်တို့ break 6ကြားခဲ့မယ်ဆိုရင်6ရဲ့နှက်ခတ်အနေနဲ့ကျွန်တော်တို့900ဆိုတဲ့ရာပြေကိုလိုက်ကစားရမယ် break ခွန်ကြားခဲ့မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကခွန်ရဲ့နှက်ခတ်အနေနဲ့ကျွန်တော်တို့က3နဲ့ပတ်သက်တဲ့ရာပြေကစားရမယ်ဆိုတော့3ထွိုင်ကိုကစားရမယ်เนาะတကယ်လို့မှ break 8ကြားခဲ့မယ်ဆိုရင်8ရဲ့နှက်ခတ်အနေနဲ့ကျွန်တော်တို့100ကိုကစားရမယ်เนาะဒါက2026ခုနှစ်ထဲမှာဒီနှစ်ဦးမှာကြာမဲ့ break ကိုအခြေပြုပြီးတော့ကျွန်တော်တို့ကရာပြေကဏ္ဍတစ်ခွက်ကိုကျွန်တော်တို့2026ခုနှစ်ထဲမှာလိုက်ပြီးကစားရမယ်အယူအဆစနစ်ကိုကျွန်တော်မိတ်ဆွေတွေကိုပြတာပေါ့နော်ပြပေးတာအဲ့ဒီအပြင်နဲ့သူကနောက်ထပ်ဘာထပ်ပြီးသူကကစားထားသေးတယ်လဲဆိုရင်ဒီပထမကတ်မှာ2ဦးမှာကျွန်တော်တို့3913ဆိုတဲ့ break တစ်ကစားခဲ့တယ်အဲ့ဒီ break တစ်ကြောင်းနော်အဲ့ဒီ break တစ်ကြောင်းနဲ့သူကဘာကစားထားတယ်လဲဆိုတော့ break တစ်ကြောင်းနဲ့သူကတစ်ကနေစပြီးတော့တစ်ကနေစတဲ့ senior ကဏ္ဍတစ်ခွက်ပေါ့နော်123ဆိုတဲ့ senior ကဏ္ဍတစ်ခွက်နော်ဒီ break တစ်ကြောင့်နော်နှစ်ဦးက height 3913ဆိုတဲ့ break တစ်ကြောင့်တစ်ကနေစတဲ့ senior ကဏ္ဍတစ်ခွက်ဖြစ်တဲ့123ဆိုတဲ့ကဏ္ဍတစ်ခွက်နော်123ဆိုတဲ့ကဏ္ဍတစ်ခွက်ဒီတဲ့အဲ့ဒီနှစ်ထဲမှာတဲ့ကျွန်တော်တို့သေချာပေါက်လိုက်ပြီးတော့ကစားပေးတယ်တဲ့နော်ဒီမှာဆိုလို့ရှိရင်123ပတ်လည်အနေနဲ့231ဆိုပြီးသူကစားခဲ့တယ်ပေါ့နော်ကစားခဲ့တယ်ဒီစီနီယာဒီကျွန်တော်တို့နှစ်ထိပ်စီနဲ့သူကလာခဲ့တာဖြစ်ပေမဲ့ဒီ break တစ်ကြောင့်တစ်ကနေစတဲ့123ဆိုတဲ့ကဏ္ဍနော်234ဆိုတဲ့ကဏ္ဍလေးတွေလည်းမဟုတ်ဘူးနော်312ဆိုတဲ့ကဏ္ဍတွေလည်းမဟုတ်ဘူးတစ်ကနေစတဲ့123ဆိုတဲ့စီနီယာကဏ္ဍတစ်ခွက်သူကစားခဲ့တာနော်ကစားခဲ့လိုက်တာဒါဆိုဒုတိယကတ်ကိုဆက်ကြည့်ဒုတိယကတ်မှာလည်းကျွန်တော်တို့2ဦးမှာ159ခွန်ဆိုတဲ့ကျွန်တော်တို့ break 3ကစားခဲ့တာအဲ့ဒီ break 3ကစားခဲ့လိုက်တဲ့အတွက်ကြောင့်3ကနေစပြီးတော့ကျွန်တော်တို့345ဆိုပြီးတော့ငယ်စဉ်ကြီးတဲ့အတိုင်းတက်ထားတဲ့စီနီယာကဏ္ဍတစ်ခွက်ကျွန်တော်တို့ဒီ2019ခုနှစ်ထဲမှာလိုက်ကစားရမယ်ဆိုတော့သူကတဲ့ဒီမှာ453ဆိုပြီးတော့သူကတဲ့ကစားထားတယ်နော်345ပတ်လက်ကဏ္ဍတစ်ခွက်ကစားခဲ့တာပဲနော်ကစားခဲ့တယ်သေချာပုတ်လိုက်ပြီးကစားခဲ့တယ်ဟ
ဟုတ်ပြီဒါဆိုရင်ဒီတတိယကပ်ဖြစ်တဲ့2026ခုနှစ်မှာနော်2026ခုနှစ်ရဲ့နှစ်ဦးမှာကျွန်တော်တို့ကအခုနှစ်ပြိတ်ကိုဖမ်းထားတယ်ပေါ့ဗျာနော်သဘောဥပမာအနေနဲ့ပြောတာနော်နှစ်ပြိတ်တကယ်လို့ကြားခဲ့မယ်ဆိုရင်ကျွန်တော်တို့ကနှစ်ကနေစပြီးတော့ငယ်စဉ်ကြီးတဲ့အတိုင်းတက်တယ်နှစ်3 4ဆိုတဲ့စီနီယာကဏ္ဍတစ်ခုကိုကစားရမယ်တကယ်လို့မှ3ပြိတ်ကြားခဲ့မယ်ဆိုရင်3 4 5 4ပြိတ်ကြားခဲ့မယ်ဆိုရင်4 5 6 5ပြိတ်ကြားခဲ့မယ်ဆိုရင်5 6ခွန်နော်6ပြိတ်ကြားခဲ့မယ်ဆိုရင်6ခွန်8ခွန်ပြိတ်ကြားခဲ့မယ်ဆိုရင်ခွန်8 9နော်ရှစ်ပြိတ်ကြားခဲ့မယ်ဆိုရင်ကျွန်တော်တို့8 9 3ညဒီလိုမျိုးကျွန်တော်တို့ငယ်ရာကနေအကြီးကိုတက်သွားတယ်ငယ်စဉ်ကြီးတိုက်စီနီယာကဏ္ဍတစ်ခုကကျွန်တော်တို့လိုက်ပြီးကစားပေးရလိမ့်မယ်နော်ကစားပေးရလိမ့်မယ်ဒါကဒုတိယကစားကွက်တစ်ခုနော်ဒုတိယကစားကွက်တစ်ခုဒါဆိုဒီနှစ်ခုကိုကျွန်တော်မိတ်ဆွေတွေမှတ်မိမယ်ထင်တယ်ပေါ့နော်နှစ်ဦးမှာကြားမဲ့ပရိတ်ကြောင့်ပရိတ်ရဲ့နှစ်ခက်ကကျွန်တော်တို့ရှားပြေကဏ္ဍတစ်ခု2026ခုနှစ်ဒီမှာလိုက်ပြီးတော့ကစားပေးရမယ်နော်နှစ်ပရိတ်ကြားခဲ့မယ်ဆိုရင်နှစ်နှစ်ခက်400 3ပရိတ်ကြားခဲ့မယ်ဆိုရင်3နှစ်ခက်900နော်တကယ်တော့နောက်ထပ်ဥစ္စာတစ်ခုကကျွန်တော်စီနီယာကစားကွက်စီနီယာကစားကွက်ကတကယ်လို့ကျွန်တော်တို့နှစ်ပရိတ်ကြားခဲ့မယ်ဆိုရင်ကျွန်တော်နှစ်ကနေစပြီးတော့နှစ်3 4 3ပရိတ်ကြားခဲ့မယ်ဆိုရင်3 4 5နော်4ပရိတ်ကြားခဲ့မယ်ဆိုရင်4 5 6ဒီလိုမျိုးကျွန်တော်ကစားရမယ်ကစားကွက်နှစ်ခုကိုကျွန်တော်ပြပေးခဲ့ပြီပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ဆက်ပြီးကြည့်ရအောင်တတိယကစားကွက်ကိုထပ်ကြည့်မယ်ပေါ့နော်ဒီလိုမျိုးဖြစ်စဉ်တွေကစားခဲ့တဲ့နှစ်ထဲမှာတဲ့သူကနောက်ထပ်ဖြစ်စဉ်တစ်ခုကဘယ်လိုကစားထားတယ်လဲဆိုလို့ရှိရင်ဒီ3ခွန်ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ပေါ့နော်ကဏ္ဍတစ်ခွက်ကသူ့ရဲ့တပင်ကျော်မှာ3ခွန်ခွန်ဆိုပြီးတော့တပင်ကျော်ကစားကွက်အနေနဲ့သူလိုက်ပြီးကစားထားတယ်တဲ့နော်ဒုတိယကပ်ကိုဆက်ကြည့်မယ်နော်ဒုတိယကပ်ဖြစ်တဲ့ကျွန်တော်ဒီ2019ခုနှစ်ထဲမှာအဲ့2019ခုနှစ်ထဲမှာလေတခုသောကဏ္ဍတစ်ခွက်တည်တဲ့နော်ဒီမှာ630ဆိုတဲ့ကဏ္ဍတစ်ခွက်ကတပင်ကျော်ပြန်ကြခဲ့တယ်အဲ့ဒီအပြင်သူက2ခါတောင်ကြခဲ့တာနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်431ဆိုတဲ့ကဏ္ဍကဒီမှာ143ဆိုပြီးကစားခဲ့တယ်နော်ဒီပထမကပ်နဲ့ဒုတိယကပ်မှာကျွန်တော်တို့3ခွန်ခွန်ဆိုတဲ့ကဏ္ဍနဲ့143ဆိုတဲ့ကဏ္ဍကတော့အချင်းချင်းတူညီစွာပဲကျွန်တော်တို့တဒန်းနဲ့သူကတပင်ကျော်ပြန်ကစားခဲ့တယ်ပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့ယူမယ်ဆိုရင်တော့ကျွန်တော်တို့ကတတိယကပ်မှာလေကျွန်တော်တို့ဒီ431ဆိုတဲ့ကဏ္ဍနဲ့တဒန်းနဲ့ဖြစ်တဲ့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကတပင်ကျော်ပြန်စနစ်တွေကိုကျွန်တော်တို့ကစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ 3D မှာ3ကပ် line မှာအဲ့လောက်ကြီးတော့မရိုးရှင်းဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော်ယူဆတယ်ဒီလိုမျိုး800နှစ်ကပ်မှာကျွန်တော်တို့ဒီလိုတပင်ကျော်ကပြန်ကြပြီးကစားခဲ့လိုက်တဲ့အတွက်ကြောင့်နော်ကျွန်တော်တို့ဒီ2026ခုနှစ်မှာလည်းကျွန်တော်တို့တပင်ကျော်ပြန်ကြရမယ်ဆိုတဲ့စနစ်အယူအဆတွေကျွန်တော်တို့ရှိတယ်ပေါ့နော်ရှိနေတယ်ပုံမှန်တိုင်းကျွန်တော်တို့ယူမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ865ဆိုတဲ့ကဏ္ဍရဲ့ဘေးမှာကြာမဲ့ကဏ္ဍတစ်ခွက်ဒီသူ့ရဲ့အောက်ကိုတပင်ကျော်ပြန်စနစ်နဲ့ကစားရမှာပေါ့နော်ကစားရမှာဒါပေမဲ့ဒီလောက်တော့ရိုးရှင်းမှမထင်ဘူးတကယ်တမ်းပေးလာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုအဲ့ပုံစံမျိုးနဲ့မပေးဘဲနဲ့ကျွန်တော်တို့ဒီလိုမျိုးတပင်ကျော်ပြန်ကြခဲ့လိုက်တဲ့3ခွန်ဆိုတဲ့ကဏ္ဍရဲ့တောင်းကနေပြီးကျွန်တော်တို့အပေါ်ကိုဆောင်းတက်လိုက်မယ်နော်အဲ့ဒီလိုအပေါ်ကိုအတန်းလိုက်အကျဉ်းကြီးအတိအကျနဲ့ဆောင်းတက်လိုက်မယ်အဲ့လိုဆောင်းတက်လက်ပြီးမှကြာထားတဲ့630ဆိုတဲ့ကဏ္ဍကသူ့ရဲ့အောက်ကိုကျွန်တော်တပင်ကျော်ပြန်ကြတာပါဆိုရင်နော်ကျွန်တော်တို့ဒီဒုတိယမြောက်ကြာခဲ့တဲ့630ဆိုတဲ့ကဏ္ဍရဲ့တောင်းကနေပြီးကျွန်တော်တို့အကျဉ်းကြီးအတိအကျနဲ့တက်ပြီးကစားမယ်ဆိုရင်တော့9ချိန်မြောက်မှာကြာထားတဲ့နော်9ချိန်မြောက်မှာကြာမယ်ကဏ္ဍတစ်ခွက်ပေါ့ဗျာနော်ဒီ9ချိန်မြောက်မှာကြာမယ်ကဏ္ဍတစ်ခွက်ဒီသူ့ရဲ့တပင်ကျော်ကိုပြန်ကြနိုင်တယ်ကြဖို့ကမှပို့ပြီးတော့အားကောင်းမယ်လို့တော့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ယူဆတယ်ဒါကတတိယဒါကျွန်တော်ပုံဖော်လိုက်တဲ့အရာတစ်ခုပေါ့နော်အဲ့ဒီအခါမှာဒီတပင်ကျော်ပြန်ကြဒီကစားတဲ့ဥစ္စာကိုကျွန်တော်ကနောက်ထပ်အယူအဆလေးနဲ့ကျွန်တော်ပုံဖော်ထားတာရှိသေးတယ်ပေါ့နော်ဘယ်လိုပုံဖော်ထားတယ်လဲဆိုလို့ရှိရင်ဒီလိုတပင်ကျော်ပြန်ကြကစားတော့မယ်ဆိုလို့ရှိရင်တဲ့နော်ဒီ3ခွန်ဆိုတဲ့ကဏ္ဍရဲ့တစ်နှစ်ကျော်ရှင်းဆိုင်မှာကျွန်တော်တို့486ဆိုတဲ့ break ကဏ္ဍတစ်ခုကစားထားတယ်နော် break ထောက်ပြီးတော့မှတပင်ကျော်ပြန်ကြတာဒုတိယကပ်ကိုဆက်သွားမယ်ဒုတိယကပ်မှာလည်းကျွန်တော်တို့sorry နော်အဲ့ဒါမဟုတ်သေးဘူးနော်အဲ့ဒီဥစ္စာကိုကျွန်တော်ပြီးမှထပ်ပြီးထည့်ပြောမယ်ပေါ့နော်ဒီလိုတပင်ကျော်ပြန်ကြတော့မယ်ဆိုလို့ရှိရင်တဲ့သူကတပင်ကျော်ပြန်ကြတော့မယ်ဟိုက်3ခွန်ဆိုတဲ့ကဏ္ဍပေါ့နော်ဒီ3ခွန်ဆိုတဲ့ကဏ္ဍရင်သူ့ရဲ့အောက်ကိုတပင်ကျော်ပြန်ကြတာအဲ့လိုကြဖို့အတွက်သူ့ရဲ့အပေါ်မှာဒီ348ဆိုတဲ့ကဏ္ဍတစ်ခွက်ကအရင်ကြထောက်ပေးထားတာအဲ့လိုကြထားတဲ့ဒီ348ဆိုတဲ့ကဏ္ဍนี่သူ့ရဲ့ဘေးနှစ်ကနေလာတဲ့ကဏ္ဍတစ်ခွက်ဖြစ်ရမယ်တဲ့
အဲ့ဒီလိုဘေးနှစ်ကနေလာခဲ့လိုက်တဲ့ကနန်းတစ်ခွက်ရဲ့အောက်မှာကျွန်တော်တို့ကြားတဲ့3ခုဆိုတဲ့ကနန်းကနော်3ခုဆိုတဲ့ကနန်းကတပင်ကျော်ပြန်ကစားခဲ့တာဒါဆိုဒုတိယကတ်ကိုဆက်သွားမယ်ဒုတိယကတ်မှာလည်းကျွန်တော်630ဆိုတဲ့ကနန်းကကျွန်တော်ဒီမှာတပင်ကျော်ပြန်ကြပြီသူအဲ့ဒီကိုကြားဖို့အတွက်ဒီ630ဆိုတဲ့ကနန်းရဲ့အပေါ်မှာလည်း890ဆိုတဲ့ကနန်းတစ်ခွက်ကရှိတယ်ဒီကနန်းဒီလေသူ့ရဲ့ဘေးနှစ်ကနေကျွန်တော်တို့လာခဲ့လိုက်တဲ့ကနန်းတစ်ခွက်ပဲဖြစ်နေတယ်အဲ့ဒီလိုဘေးနှစ်ကလာခဲ့လိုက်တဲ့ကနန်းတစ်ခွက်ရဲ့အောက်မှာကြားတဲ့630ဆိုတဲ့ကနန်းပေါ့နော်အောက်မှာကြားတဲ့630ဆိုတဲ့ကနန်းကသူ့ရဲ့အောက်ကိုတပင်ကျော်ပြန်ညနေကစားတာပါတဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီတတိယကတ်မှာအဲ့ပုံစံတိုင်းနဲ့ကစားမယ်ဆိုရင်2025ခုနှစ်ထဲမှာနော်2025ခုနှစ်ထဲမှာကြာထားတဲ့ကနန်းတစ်ခွက်က2026ခုနှစ်ထဲကိုအရင်လိုက်ကူးရမှာအဲ့ဒီလိုကူးပြီးတဲ့အခါကျမှကူးလိုက်တဲ့ကနန်းရဲ့အောက်မှာကျွန်တော်တို့ကကြာတဲ့ကနန်းကတပင်ကျော်ပြန်ကြရမယ်ဆိုတဲ့အယူအဆပိုင်းနော်အယူအဆကိုကျွန်တော်သုံးသပ်လိုက်တာပါနော်အဲ့ဒီလိုသုံးသပ်တဲ့အခါမှာသူကတော့ဒီအတိအကျကြီးတော့သူကတော့လှုပ်ထားတာပေါ့နော်ဘယ်လိုတွေလှုပ်ထားတယ်ဆိုရင်ဒီလိုမျိုးဘေးနှစ်ကကနန်းတစ်ခွက်ဖြစ်တဲ့348ပေါ့နော်384ဆိုတဲ့ကနန်းကသူ့ရဲ့ဘေးနှစ်ကိုလိုက်ပြီးကူးတာကူးပြီးတဲ့အခါကျမှသူ့ရဲ့အောက်က3ခုပေါ်သူ့တပင်ကျော်ပြန်ကစားတာအဲ့ဒီလိုမျိုးဖြစ်စဉ်ဖြစ်တဲ့အခါမှာလေတဲ့ဘေးနှစ်ကကူးကြတဲ့ height 348ဆိုတဲ့ကနန်းဘေးနှစ်ကကနန်းนี่အများကြီးတဲ့ကမှာဒီ384ဆိုတဲ့ကနန်းကဘာဖြစ်လို့သူ့ရဲ့ဘေးနှစ်ကိုကူးခဲ့ရတာလဲနော်ကူးခဲ့ရတာဒါကိုလိုက်ပြီးစဉ်းစားတာကျွန်တော်တို့ကလိုက်စဉ်းစားပြီးခေဆိုလို့ရှိရင်နော်ကျွန်တော်တို့ကခေစီတင်းကြလိုက်ပြီးစဉ်းစားရတော့တာပေါ့နော်ကနန်းนี่အများကြီးတဲ့ကမှာဒီ384ဆိုတဲ့ကနန်းကဘာဖြစ်လို့သူ့ရဲ့ဘေးနှစ်ကိုကူးခဲ့တာတော့အဲ့ကူးခဲ့တဲ့ကောင်ရဲ့အောက်ကကနန်းကဘာဖြစ်လို့တပင်ကျော်ပြန်ကြရတာဒါကိုစဉ်းစားတဲ့အခါမှာဟာဒီ384ဆိုတဲ့ကနန်းရဲ့မြင်းခုံမှာတဲ့ကျွန်တော်တို့တစ်ရှည်ဘူးဆိုပြီးသူကကစားထားတယ်ဒီလိုတစ်ရှည်ဘူးရဲ့မြင်းခုံမှာကြထားတဲ့384ဆိုတဲ့ကနန်းကမှသူ့ရဲ့ဘေးနှစ်ကိုလိုက်ကူးတာအဲ့လိုကူးကြလိုက်တဲ့ကောင်ရဲ့အောက်မှာကြတဲ့3ခုကကျွန်တော်တပင်ကျော်ပြန်ကစားခဲ့တာဒုတိယကတ်ကိုဆက်သွားမယ်ဒုတိယကတ်မှာတဲ့ကျွန်တော်တို့အဲ့ဒီပုံစံအတိုင်းပဲနော်ဟာဒီ618ဆိုတဲ့ဘေးနှစ်ကကူးကြလိုက်တဲ့618ဆိုကနန်းရဲ့မြင်းခုံမှာလည်းတစ်ရှည်ဘူးဆိုပြီးကစားထားပါတယ်တဲ့နော်ပထမဦးဆုံးစကြတဲ့တစ်ရှည်ဘူးကနန်းပဲနော်သူကလည်းအဲ့တစ်ရှည်ဘူးဆိုတဲ့ကနန်းရဲ့မြင်းခုံမှာကြထားတဲ့ဒီ618ဆိုတဲ့ကနန်းကသူ့ရဲ့ဘေးနှစ်ကိုကျွန်တော်တို့လိုက်ပြီးတော့ကူးခဲ့လိုက်တာနော်ကူးခဲ့လိုက်တာအဲ့လိုကူးခဲ့တဲ့ကောင်ရဲ့အောက်က630ဆိုတဲ့ကနန်းကမှသူ့ရဲ့အောက်ကိုတပင်ကျော်ပြန်ကြနေနဲ့ကစားတာပါတဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ2026ခုနှစ်ထဲမှာကျွန်တော်တို့ကပထမအဦးဆုံးစကြတဲ့တစ်ရှည်ဘူးကိုကျွန်တော်တို့ကအရင်ဆုံးထပ်ပြီးတော့ဖမ်းရတော့မှာနော်2026ခုနှစ်ထဲမှာပထမအဦးဆုံးစပြီးတော့ကြတဲ့တစ်ရှည်ဘူးကိုကျွန်တော်တို့ကစပြီးဖမ်းရတော့မှာအဲ့တစ်ရှည်ဘူးဒီကြခဲ့လိုက်တာနဲ့တစ်ရှည်ဘူးဥပမာနဲ့ဒီတစ်ရှည်ဘူးဒီကျွန်တော်တို့ကဒီနှစ်ကြိမ်မြောက်မှာကြခဲ့တဲ့ထားတိုင်းအောင်နော်ကြားကြတဲ့ထားလိုက်အဲ့လိုကြားကြတဲ့ပြီဆိုလို့ရှိရင်အဲ့တစ်ရှည်ဘူးရဲ့မြင်းခုံမှာရှိတဲ့ height 8လေးဆိုတဲ့ကနန်းဒီသူ့ရဲ့ဘေးနှစ်ကိုကျွန်တော်တို့လိုက်ကူးရမှာအဲ့လိုကူးလိုက်တဲ့ကနန်းရဲ့နော်လိုက်ကူးရမှာအဲ့လိုကူးကြလိုက်တဲ့ကနန်းရဲ့အောက်မှာရှိတဲ့ကနန်းတစ်ခွက်ကသူ့ရဲ့အောက်ကိုတပင်ကျော်ပြန်ကစားမှာပြောရမယ်ဆိုရင်တော့ဒီအယူအဆကပေးခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က2သီးစား3သီးစားပုံစံမျိုးပေါ့နော်တစ်ရှည်ဘူးလည်းဖမ်းနိုင်မယ်ဆိုရင်ကျွန်တော်တို့တစ်ရှည်ဘူးနဲ့10ခွက်လိုင်းစနစ်ကိုတသီးစားမယ်အဲ့လိုရခဲ့လိုက်တစ်ရှည်ဘူးရခဲ့လိုက်တဲ့တစ်ရှည်ဘူးရဲ့မြင်းခုံကကနန်းတစ်ခွက်ကလည်းသူ့ရဲ့ဘေးနှစ်ကိုလိုက်ပြီးကူးရမယ်ဆိုလို့ရှိရင်ကျွန်တော်လိုက်ပြီးကစားနိုင်မယ်ဆိုရင်2သီးစားရမယ်အဲ့လိုရပြီးတဲ့အခါမှာကူးကြလိုက်တဲ့ကနန်းရဲ့အောက်မှာရှိတဲ့ကနန်းတစ်ခွက်ဒီသူ့ရဲ့အောက်ကိုတပင်ကျော်ပြန်ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့3သီးစားနော်ဒီလိုမျိုး3သီးစားအကွက်နော်အဲ့ဒီအကွက်မျိုးဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ2026ခုနှစ်ထဲမှာကျွန်တော်တို့ကတစ်ရှည်ဘူးနော်ပထမဆုံးစကြတဲ့တစ်ရှည်ဘူးကိုကျွန်တော်တို့ကအရင်ဆုံးထပ်ပြီးဖမ်းရတော့မှာနော်ဖမ်းရတော့မှာဟုတ်ပြီဒါဆိုရင်ကျွန်တော်ထပ်ပြီးကြည့်အောင်ပထမခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီတစ်ရှည်ဘူးကြောင့်နော်ဒီမှာကြားခဲ့တာကတစ်နောက်ဘူးနော်ပထမဆုံးစပြီးတစ်ရှည်ဘူးစကြတာကဒီနေရာမှာတစ်ရှည်ဘူးစကြတာအဲ့လိုတစ်ရှည်ဘူးစကြခဲ့တဲ့ကောင်ရဲ့မြင်းခုံမှာရှိတဲ့38လေးဒီသူ့ရဲ့ဘေးနှစ်ကိုကျွန်တော်တို့လိုက်ပြီးကူးလိုက်တာနဲ့348ဆိုတဲ့ကနန်းရဲ့အောက်မှာကြတဲ့3ခုံဒီသူ့ရဲ့အောက်ကိုတပင်ကျော်ပြန်ညနေနဲ့ကျွန်တော်တို့ကစားတယ်အဲ့လိုမျိုးကစားဖို့အတွက်ကျွန်တော်တို့တစ်ရှည်ဘူးအရင်ဆုံးဖမ်းရတော့မှာဒီတစ်ရှည်ဘူးကိုအရင်ဆုံးဖမ်းမယ်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဖမ်းမလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတစ်ရှည်ဘူးတွေဒီလုံးဝဒီအပေါ်မှာလုံးဝကြခဲ့တာမရှိဘူး
နော်မရှိဘူးဒီတစ်ရှည်ဘူးကမှပထမဆုံးစပြီးကြားတယ်တစ်ရှည်ဘူးဖြစ်တယ်အဲ့ဒီမှာပထမဆုံးစကြခဲ့တဲ့တစ်ရှည်ဘူးဘယ်လိုပုံစံမျိုးနဲ့ဖမ်းမလဲဆိုလို့ရှိရင်ဒီနှစ်ဦးမှာကစားခဲ့လိုက်တဲ့3-1-3ဆိုတဲ့ break တစ်အဲ့ break တစ်နဲ့ပဲကျွန်တော်ကပြန်ဖမ်းတာနော်3-1-3ဆိုတဲ့ break တစ်ကြောင့်အဲ့ break တစ်နဲ့ပဲပြန်ဖမ်းတာဘယ်လိုဖမ်းတယ်လဲဆိုရင်ဒီ break တစ်ကြောင်းနဲ့နော်အဲ့ဒီ break တစ်ကြောင်းနဲ့ကျွန်တော်တို့သူကနေရေးလိုက်မယ်ဆိုရင်1 2 3 4 5 6 9 10 11ချိန်မြောက်မှာတဲ့ကျွန်တော်တို့ပထမဆုံးစပြီးနော်အဲ့ဒီ break တစ်ကြောင်း17ချိန်နော်1ကြောင်17ချိန်မြောက်မှာတစ်ရှည်ဘူးဆိုပြီးသူကစပြီးတော့ကြာတာအဲ့လိုစပြီးကြာခဲ့လိုက်တဲ့တစ်ရှည်ဘူးရဲ့မြင်းခုံမှာကျွန်တော်တို့384ဆိုတဲ့ကဏ္ဍကကြာတာနော်ကြာခဲ့လိုက်တဲ့384ကသူ့ရဲ့ဘေးနစ်ကိုလိုက်ကူးတာကူးခဲ့လိုက်တဲ့348ဆိုတဲ့ကဏ္ဍရဲ့အောက်မှာရှိတဲ့3ခုံကတပင်ကျော်ပြန်ညနေတဲ့ကစားတာတဲ့နော်စနစ်တကျသူကလာခဲ့တာဒါဆိုဒုတိယကတ်ကိုဆက်သွားမယ်ဒုတိယကတ်မှာလည်းကျွန်တော်တို့3-5ခုဆိုတဲ့ကျွန်တော်တို့ပရိတ်3ကစားခဲ့တာနော်တင်9ခုဆိုတဲ့နှစ်ဦးမှာပရိတ်3ကစားခဲ့တာအဲ့ဒီပရိတ်3ကြောင်းနဲ့နော်အဲ့ဒီပရိတ်3ကြောင်းမဲတဲ့3ချိန်73ချိန်23ချိန်အဲ့ဒါလို3ဆုံးတဲ့အချိန်တစ်ချိန်မှာတဲ့သူကတစ်ရှည်ပထမဆုံးစကြတဲ့တစ်ရှည်ဘူးစပြီးကြာပေးရမှာတဲ့ဒီမှာဆိုရှင်သူက3ချိန်မြောက်မှာပဲသူကပထမဆုံးစပြီးကြာတဲ့တစ်ရှည်ဘူးကိုသူကစပြီးချပေးခဲ့တယ်နော်ဒီပရိတ်ဟာဒီပရိတ်3ကြောင်းနော်အဲ့ဒီတင်9ခွန်ဆိုတဲ့နှစ်ဦးကဗရိတ်3ကြောင်း3ချိန်မြောက်မှာပထမဆုံးစပြီးကြတဲ့တစ်ရှည်ဘူးကစားခဲ့တယ်အဲ့လိုကစားခဲ့လိုက်တဲ့တစ်ရှည်ဘူးရဲ့မြင်းခုံမှာကြထားတယ်ကျွန်တော်တို့မြင်းခုံမှာကြထားတဲ့198ဆိုတဲ့ကဏ္ဍကသူ့ရဲ့ဘေးနစ်ကိုလိုက်ပြီးကစားတာအဲ့ဒီလိုကစားခဲ့လိုက်တာနဲ့သူ့ရဲ့အောက်က630ဆိုတဲ့ကဏ္ဍကတပင်ကျော်ပြန်ကြထပ်ပြီးကစားတာနော်3သီးစားနော်3သီးစားကစားကွက်ပါနော်ဒါဆိုရင်ကျွန်တော်တို့ကဒီ2026ခုနှစ်မှာနော်2026ခုနှစ်ရဲ့နှစ်ဦးမှာကျွန်တော်တို့ဘယ်ကဏ္ဍကြာမလဲကျွန်တော်တို့မသိသေးဘူးနော်ဒါအခုချိန်လေးကျွန်တော်တို့မသိသေးဘူးကျွန်တော်တို့16ရက်နေ့ချဲထွက်တဲ့နေ့ကြာမှာဘယ်ကဏ္ဍကြာမလဲဆိုတဲ့အဖြေကကျွန်တော်တို့အတိအကျထွက်လာမယ်အဲ့လိုထွက်လာခဲ့လိုက်တဲ့ကဏ္ဍရဲ့ break နော်ကဏ္ဍအဲ့ဒီလိုထွက်လာခဲ့လိုက်တဲ့မင်္ဂလာနှစ်ဦးရဲ့ break ကိုမူတည်ပြီးတော့ကျွန်တော်တို့ကစားရမှာတကယ်လို့မြန်မာအဲ့ဒီမင်္ဂလာနှစ်ဦးမှာကြာမယ် break ဒီအခုကျွန်တော်တို့ဖမ်းထားတဲ့နှစ် break ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်နော်နှစ် break ဒါဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့က2ကြိမ်12ကြိမ်22ကြိမ်အဲ့လိုနှစ်စွန်းတဲ့အကြိမ်တစ်ကြိမ်မှာကျွန်တော်တို့ကပထမဆုံးစကြတယ်စပြီးကြာမယ်တစ်ရှည်ဘူးကစားပေးရမှာနော်ကစားပေးရမှာရှေ့ကကတ်ဒီအတိုင်းကတော့သူကဒီအစောပိုင်းမှာပဲသူကကစားခဲ့တယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတကယ်လို့များမှာပေါ့နော်တကယ်လို့များမှာဒီနေရာမှာ break နှစ်ကြာခဲ့မယ်ဆိုရင်ဒီ2ကြိမ်မြောက်မှာကျွန်တော်တို့ကတစ်ရှည်ဘူးနဲ့ကျွန်တော်တို့က10ခွက်တိုင်းစနစ်နော်တစ်ရှည်ဘူးမှာနောက်ပိတ်ကိုစီးတီးဆွဲပြီးတော့10ခွက်တိုင်းစနစ်ကိုကျွန်တော်တို့ကစားမှာနော်ကစားရမှာအဲ့ဒီလိုကစားခဲ့လိုက်လို့အောင်မြင်ခဲ့ပြီဆိုလို့ရှိရင်ဒီတစ်ရှည်ဘူးရဲ့မြင်းခုံနော်ဒါကျွန်တော်နမူနာအနေနဲ့ကျွန်တော်ရေးပြမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကတစ်ရှည်ဘူးကစားပြီနော်ကစားပြီအဲ့ဒီလိုကစားခဲ့လိုက်တာနဲ့အဲ့တစ်ရှည်ဘူးရဲ့မြင်းခုံမှာရှိတဲ့ရှစ်ကိုလေးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့ဘေးနစ်ကိုကျွန်တော်တို့လိုက်ပြီးကူးပေးရတော့မှာနော်သူ့ရဲ့ဘေးနစ်ကိုလိုက်ပြီးကူးပေးရတော့မှာအဲ့ဒီလိုကူးလိုက်တာနဲ့နော်အဲ့ဒီလိုကူးလိုက်တာနဲ့ကျွန်တော်တို့ကအဲ့ရှစ်ကိုလေးကူးခဲ့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့နောက်တစ်တီးကိုထပ်စားရမှာနော်ဒီရှစ်ကိုလေးဆိုတဲ့တစ်ရှည်ဘူးရဲ့မြင်းခုံကရှစ်ကိုလေးဒီသူ့ရဲ့ဘေးနစ်ကိုလိုက်ကူးခဲ့ပြီဆိုရင်ကူးခဲ့တဲ့ကောင်ရဲ့အောက်မှာရှိတဲ့ကဏ္ဍတစ်ခုဒီသူ့ရဲ့အောက်ကိုတပင်းကျော်ပြန်ညနေနဲ့ထပ်ပြီးကစားရမယ်နော်ကစားရမယ်ဒါကကျွန်တော်တို့ကဏ္ဍတစ်ခုကိုပုံဖော်ရင်းကနေကျွန်တော်တို့3သီးစားစနစ်ကိုကျွန်တော်တို့ဒါခေါ်ပင်စနစ်တွေနဲ့ခေါ်ပြီးတော့ကျွန်တော်တို့စားရမှာပေါ့နော်စားလို့ရမယ်အယူအဆပိုင်းစနစ်ပေါ့အဲ့စနစ်လေးကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကပြပေးတာပေါ့နော်ပြပေးတာဒီတစ်ရှည်ဘူးတွေပေါ့နော်ဒီနှစ်ဦးက break တစ်ကြောင်17ချိန်မှာသူကပထမဆုံးတစ်ရှည်ဘူးစပြီးကြာပြီအဲ့လိုတစ်ရှည်ဘူးစပြီးကြာလိုက်တာနဲ့အဲ့တစ်ရှည်ဘူးရဲ့တစ်နှစ်ကျော်ရှင်းဆိုင်မှာပေါ့နော်တစ်နှစ်ကျော်ရှင်းဆိုင်မှာသူက935ဆို break ခွန်နော် break ခွန်နဲ့သူကထောက်ထားတယ် break ခွန်နဲ့သူကထောက်ပေးထားတယ်ပေါ့နော်ထောက်ပြီးတော့မှဒီတစ်ရှည်ဘူးကကြာတာဒါဆိုရင်ကျွန်တော်ဒုတိယကတ်ကိုဆက်သွားမယ်ဒုတိယကတ်မှာလည်းကျွန်တော်တို့ကနှစ်ဦးက15ခွန်ဆိုတဲ့ break 3အဲ့ break 3ကြောင်3ချိန်မြောက်မှာကျွန်တော်တစ်ရှည်ဘူးကစားပြီဒီလိုကစားတဲ့တစ်ရှည်ဘူးရဲ့တစ်နှစ်ကျော်ရှင်းဆိုင်မှာလည်းကျွန်တော်တို့864ဆိုတဲ့ကျွန်တော်တို့ break 8ကဏ္ဍတစ်ခွက်
ထောက်ထားတယ်ပေါ့နော်ထောက်ပြီးမှသူကဒီတစ်ရှိဘူးကစားတာဟုတ်ပြီဒါဆိုရင်တတိယကက်ကိုကျွန်တော်တို့ကစားမယ်တတိယကက်မှာလည်းကျွန်တော်တို့က2026ခုနှစ်မှာဘယ်ဘရိတ်ကြမလဲတော့မသိသေးဘူးဒါပေမဲ့ကျွန်တော်တို့ကရှေ့ရကက်တွေအတိုင်းပဲဆိုရင်ကျွန်တော်တို့ကခွန်ဘရိတ်ရှစ်ဘရိတ်ပြီးရင်ကျွန်တော်တို့က6ဘရိတ်ထောက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က6ဘရိတ်ကဒီမှာ3963ဆိုတဲ့ဘရိတ်ကိုဒီနေရာမှာရှိထားတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဒီနေရာမှာတစ်ချက်ကျွန်တော်တို့စဉ်းစားလို့ရတယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီမှာ6333ဆိုတဲ့ break ကိုရှိတယ်ဒီနေရာမှာလည်းကျွန်တော်တို့တစ်ချက်စဉ်းစားလို့ရတယ်နော်တစ်ချက်စဉ်းစားလို့ရတယ်နောက်ထပ်အပြင်သူ့ရဲ့အောက်မှာနောက်ထပ် break ကိုတွေရှိအောင်မလားနော်ဒီမှာ934လေးဆိုတဲ့ break ကိုတွေလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်934လေးဆိုတဲ့ break ကိုတွေလည်းရှိတယ်ဒီလိုမျိုးတွေတော့ break ကိုရဲ့ထောက်ချက်နဲ့ကျွန်တော်တို့က tip break တွေကိုကျွန်တော်တို့ကစားလို့ရတယ်နော်ကစားလို့ရတယ်အဲ့ဒီလိုမျိုး break ကိုရဲ့ထောက်ချက်တွေတဲမှာကျွန်တော်တို့ကဒီနှစ်ဦးမှာဘယ်ပရိတ်ကြမလဲဆိုတာကကျွန်တော်တို့ပုံဖော်လို့မရသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါတစ်ချက်တော့စဉ်းစားရမယ်ပေါ့နော်။ဘာကြောင့်ကျွန်တော်တို့ကဒီပရိတ်8ပရိတ်9ပရိတ်9ရဲ့ထောက်ချက်တွေကိုကျွန်တော်ယူရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဦးမှာကျွန်တော်ပထမစပြီးကစားခဲ့လိုက်တာကလည်းကျွန်တော်တို့ပရိတ်9ကြောင့်6ထိပ်စီနော်6ထိပ်စီကစားတယ်ဖရိန်ကိုစတည်ခဲ့တာကနော်ပြီးရင်ဒုတိယကမှာပရိတ်8ကြောင့်ကျွန်တော်တို့8ထိပ်စီကိုနော်ပရိတ်8ကြောင့်8ထိပ်စီကိုကစားတယ်တတိယကတ်မှာ break ခွန်ကြောင့်ကျွန်တော်တို့ခွန်ထိပ်စီးကိုကစားခဲ့ရတယ်68ခွန်ဆိုတဲ့နော်68ခွန်ဆိုတဲ့စီနီယာပြေးလဲနေသူကကျွန်တော်တို့ဖရင်ကိုစပြီးတည်ခဲ့တာအဲ့ဒီလို68ခွန်ဆိုတဲ့တည်ခဲ့လိုက်တဲ့စီနီယာဖရင်ပြေးလန်းကြောင်းနဲ့ကျွန်တော်တို့ပြန်ပြီးဖြောင်းပြန်လှန်ပြီးတော့ခွန်89ဆိုတဲ့ဒါစီနီယာစီကြောနဲ့ကျွန်တော်တို့ကတစ်ရှိအပူကိုကျွန်တော်ကပြန်ပြီးဖမ်းတာပေါ့နော်ပြန်ပြီးဖမ်းလိုက်တာသူပေးမလားမပေးမလားကတော့ဒါကျွန်တော်လည်းအပိုင်မသိဘူးပေါ့နော်ဒါကျွန်တော်မြင်တဲ့လောက်အရာတွေကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောပြပေးတာပေါ့နော်ပြောပြပေးတာအခုဒီဗီဒီယိုဖိုင်မှာကဒီနှစ်ဦးမှာဘယ်ကနန်းကြမယ်ဆိုတာကိုဒါအဓိကအနေနဲ့ဦးစားပေးပြီးပြောတာမဟုတ်ဘူးနှစ်ဦးမှာကြမယ်ကနန်းရဲ့ break ကိုကျွန်တော်တို့ကအဓိကဦးစားပေးပြီးယူမှာနော်အဲ့ဒီ break ဘယ် break ပဲဖြစ်ဖြစ်အဲ့ break ကြလာခဲ့ပြီဆိုရင်ကြလာခဲ့တဲ့ break ကိုကျွန်တော်တို့ကအခြေခံပြီးတော့ဒီ2026ခုနှစ်ထဲမှာကျွန်တော်တို့ကဒီလိုကစားကွက်တွေကိုကျွန်တော်ကစားမယ်နော်ဒီလိုကစားကွက်တွေကိုကျွန်တော်တို့ကစားမှာဒါတွေကိုကျွန်တော်ပြောမိတ်ဆွေတွေကိုလက်ဆောင်နေနဲ့ပေးချင်တာပေါ့နော်ပေးချင်တာရှားပြေကနန်းတစ်ခွက်ကိုကစားလို့ရတယ်ကျွန်တော်စီနီယာကနန်းတစ်ခွက်ကိုကစားလို့ရတယ်ပြီးရင်တစ်ရှိဘူးကိုကစားမယ်တပင်ကျော်ပြန်ကြကိုကစားမယ်သူ့ရဲ့2025ခုနှစ်ထက်ကကနန်းတစ်ခွက်ကိုကစားမယ်ဒီလိုကစားကွက်တွေပေါ့နော်ကစားကွက်တွေကျွန်တော်တို့ကစားမှာပေါ့နော်ဒါတွေကိုကျွန်တော်ရဲ့ဒီကျေးဇူးရှင်မိတ်ဆွေတွေပေါ့နော် YouTube မှာမိတ်ဆွေတွေကဒီ group မှာရှိတဲ့ကျေးဇူးရှင်မိတ်ဆွေတွေကအားလုံးကိုသိအောင်ကျွန်တော်ဒီ group မှာတော့မပြဘဲနဲ့တရား YouTube မှာပဲကျွန်တော်တစ်ခါတည်းပဲတင်ပေးလိုက်တယ်ပေါ့နော်ဒီ member group ကမိတ်ဆွေတွေတဲ့ဒီ video file လေးကိုမှတ်ထားပေးပါပေါ့နော်မှတ်ထားပေးပြီးတော့အကြောင်းတိုက်ဆိုင်တဲ့အခါမှာကစားမယ်ပေါ့နော်ကစားမယ်အကြောင်းတိုက်ကျွန်တော်ရွေးချယ်ထားတဲ့အချိန်တွေလည်းရှိပါတယ်ပေါ့နော်ရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီနောက်အချိန်တွေကြာရင်ကျွန်တော်ထည့်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ရှင်းပြပေးပါမယ်ဒါဆိုကျွန်တော်ဒီ YouTube မှာရှိတဲ့ကျွန်တော်ရဲ့ဒီမိတ်ဆွေတွေကျေးဇူးရှင်မိတ်ဆွေတွေအားလုံးလည်းအခုကျွန်တော်ပြပေးတဲ့အယူဆပိုင်းလေးကိုနားလည်သဘောပေါက်မှထင်ပါတယ်ပေါ့နော်နားလည်သဘောပေါက်မှထင်တယ်အဲ့တော့ဒီမင်္ဂလာနှစ်ဦးမှာကျွန်တော်တို့ကဒီနှစ်ပရိတ်ကိုကစားခြင်းနဲ့ကစားလို့ရတယ်ပေါ့နော်နှစ်ပရိတ်ကိုကစားခြင်းနဲ့ကစားလို့ရတယ်အစောပိုင်းတော့ပေါ့နော်ချဲထွက်ပြီးအစောပိုင်းတော့ကျွန်တော်ဒီနှစ်ပရိတ်ကိုအောက်ကွက်အနေနဲ့ကစားဖို့ကျွန်တော်စိတ်ကူးထားတာရှိတယ်ဒါပေမဲ့ကျွန်တော်အခုဒီနှစ်ပရိတ်ကိုတော့ကျွန်တော်အောက်ကွက်အနေနဲ့ကစားဖို့တဲမှာကျွန်တော်ဖယ်လိုက်တယ်ပေါ့နော်ဖယ်လိုက်တော့တယ်ပေါ့အဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့နှစ်ပရိတ်ကိုကြိုက်လို့ရှိရင်တော့ကစားပေါ့နော်နှစ်ပရိတ်ကိုမှမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေနဲ့ပယ်လိုက်ပါပေါ့နော်ပယ်လိုက်ပါကျွန်တော်ကအခုဒီဗီဒီယိုဖိုင်မှာကျွန်တော်အဓိကဦးစားပေးတာကဒီကနန်းကိုမဟုတ်ဘူးပေါ့နော်ကနန်းကိုလည်းမဟုတ်ဘူးဒီနှစ်ပရိတ်ကိုလည်းအဓိကမဟုတ်ဘူးပေါ့နော်ဘယ်ကနန်းကြလာမလဲဘယ်ပရိတ်ကြလာမလဲတော့မသိဘူးအဲ့ကြလာမယ်ပရိတ်ရဲ့ကြလာမယ်ပရိတ်ကိုအခြေခံပြီးတော့ကစားမယ်ကစားကွက်ကိုကျွန်တော်ကချပြပေးတာပေါ့နော်ချပြပေးတာဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးနားလေသဘောပေါက်လာမှထင်ပါတယ်ပေါ့နော်ကြိုင်နေတဲ့မိတ်ဆွေတွေကတော့မှတ်ထားပါဗျာနော်မကြိုင်နေတဲ့မိတ်ဆွေတွေကတော့ပယ်လိုက်ပါပေါ့နော်ပယ်လိုက်တာအကောင်းဆုံးပါပဲကို့အတွက်လည်းဝင်ဖို့လျော့တယ်ဒါကျန်တဲ့လူတွေအပြစ်ပြောစရာမရှိတော့ဘူးပေါ့နော်အုံနောက်ထက်ကထုတ်ပလိုက်တာအကောင်းဆုံးပါပေါ့နော်ကဲဒါဆိုအားလုံးကံကောင်းကြပါစေခုလက်ပါဗျာနော်ခုလက်ပါနော်ထိုင်းဒီ plus 6နဲ့ပေါ့နော်
plus စစ်နဲ့ကျွန်တော်ကိုဖုန်းခေါ်ထားတဲ့မိတ်ဆွေတယောက်ရှိတယ်ပေါ့နော်ဒါမြန်မာနိုင်ငံကုတ်နဲ့မဟုတ်ဘူးဒါဒီထိုင်းနိုင်ငံကုတ်နဲ့ပေါ့နော်မိတ်ဆွေဖုန်းခေါ်တဲ့အချိန်တုန်းကကျွန်တော်မရှိဘူးပေါ့နော်ကျွန်တော်ကအပြင်ရောက်နေတဲ့အချိန်ကျွန်တော်ကဒီလုပ်ငန်းသုံးဖုန်းကိုအိမ်မှာပဲထားတာပေါ့နော်ဖုန်းခေါ်ရင်လည်းကျွန်တော်ကမကင်ပါဘူးပေါ့နော်မကင်ဘူးဖုန်းမကင်ဘူးဆိုတာကမိတ်ဆွေပေါ်မှာကျွန်တော်တို့ကမိတ်ဆွေတို့အပေါ်မှာကျွန်တော်ကရိုင်းလို့မဟုတ်ဘူးဒီမလေးစားတော့မဟုတ်ဘူးပေါ့နော်ညီသူပဲဖုန်းခေါ်ကျွန်တော်ကလက်ခံပြီးကျွန်တော်မဖြေကြဘူးပေါ့နော်မဖြေကြဘူးတခါလေကျမှအားနာမှသာကျွန်တော်ဖုန်းကောက်ကန်လိုက်တာပဲရှိတယ်ပေါ့နော်မိတ်ဆွေကျွန်တော်ပြန်ဆက်သွယ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကျွန်တော်ဆက်သွယ်လို့မရဘူးပေါ့နော်မိတ်ဆွေရဲ့ဖုန်းမှာ Viber လည်းမရှိ Viber လည်းချိတ်ထားတာမရှိဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်မိတ်ဆွေကို Viber ကနေလည်းကျွန်တော်ဒီပြန်ဆက်သွယ်လို့မရဘူးပေါ့နော်အလုပ်ကိစ္စအနေနဲ့ကျွန်တော်ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်เนาะဆက်သွယ်ခြင်းလို့ရှိရင်မိတ်ဆွေမှာ Viber ဒါမှမဟုတ်ရင် Telegram တစ်ခုခုတော့ရှိမှာပဲအဆင်ပြေပါလိမ့်မယ်ပေါ့နော်အဆင်ပြေပါမယ်ဒီမိတ်ဆွေကျွန်တော်နဲ့လက်တွဲခြင်းတို့ပူးပေါင်းခြင်းတို့ဒီလောက်ပြီးတဲ့အခါကျမိတ်ဆွေမှာ Telegram နဲ့မရှိဘူးเนาะ Viber နဲ့မရှိဘူးဆိုလို့ရှိရင်မိတ်ဆွေတို့အများကြီးနစ်နာရမယ်ပေါ့နော်ဒါလေးကိုကျွန်တော်အသိပေးတာပါပေါ့နော်အသိပေးတာပါကြကြဆိုအားလုံးကံကောင်းကြပါစေเนาะခုလက်ပါဗျာเนาะကျွန်တော်ခုပြပေးလိုက်တဲ့အယူဆပိုင်းလေးတွေကိုမှတ်သားထားပါပေါ့နော်ပုံမှန်တိုင်းဆိုတော့သူကဒီနှစ်ဝက်ကိုသူမကြော်ဘူးပေါ့နော်ဒီဖြစ်စဉ်တွေကနှစ်ဝက်ကိုမကြော်ဘူးပေါ့နော်ဒီ12ကြိမ်အတွင်းမှာပဲသူကစားတာပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးဒီတေချာချာလေးလိုက်ပြီးကစားနိုင်မယ်ဆိုလို့ရှိရင်ဒီဖြစ်စဉ်တွေတဲကတစ်ခုကတော့မိတ်ဆွေတွေအတွက်ဒီပျော်ရွှင်မှုပေးလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ပေါ့နော်အားလုံးကံကောင်းကြပါစေ